ရွှေဖြင့်တဲခန့်ငယ်နေဆက်မရှောင်နိုင်တော့ခြေထောက်တွေရမ်းလာနေပြီရင်းနီရဲ့အတန်ကတောင်တန်းပေါ်ကတိုက်ခတ်လာတဲ့နေပြင်းတန်တွေချားထဲမှာလွင့်ပါသွားရဲ့သူမကတက်ပေဦးကြီးတပည့်ရဲ့အမြင့်ဆုံးမှာဝင်ထိုင်လိုက်ပြီးအသက်ကိုမောကြီးပန်းကြီးရှူးနေတယ်နှာခေါင်းဝါးကနေထွက်လာတဲ့လေငွေတွေကအဖြူကအခိုးငွေတွေအဖြစ်လေထဲမှာပြတ်ကွယ်သွားတယ်ရှေ့ကနေဥဆောင်ရှောင်းနေတဲ့ခန့်ငယ်ကခြေလမ်းတွေကိုရက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တယ်ရင်းနီမျက်နှာကအေးအေးတန်ကြောင်ဖြူရောပြီးနှက်ခမ်းတွေပြာနှမ်းနေပြီခန့်ငယ်ကကောင်းကင်ကိုမော့ကြည့်လိုက်တယ်သူတို့ခံမှန်းထားတာထက်တောင်တခီရောက်ပို့ပြီးကျဉ်တက်နေခဲ့တယ်အခုတော့နေဝင်ဖို့နိုင်ဝက်လောက်ပဲလိုတော့တယ်ဒါထက်ပိုဆိုးတာကတောင်ထိပ်ဘက်ချီကနေခဲရောင်တိမ်လေးမဲကြီးတွေကသူတို့ရှိရာအောက်ဘက်ကိုအရှိန်နဲ့လိမ့်ဆင်လာနေရပဲဖောက်တရွက်6တွေပို့ရေစက်ကြီးကြီးစတင်ကြလာတယ်မိုးရတော့မယ်နွယ်ဒီနေရာမှာနေလို့မဖြစ်ဘူးအမိုးကတကူကိုရှာမရမယ်မြန်ထထိုင်ငယ်ကနွယ်လေးစီကိုအပြေးပြန်ဆင်းလာပြီးသူမရဲ့ကြောဘေးကိုကိုဆွဲပေးရင်မတက်ထူလိုက်တယ်နွယ်လီကခန့်ငယ်ရဲ့လက်မကိုအတင်းဆုပ်ကိုင်းထားပြီးတရင်တရိုင်နဲ့မတက်ရက်တယ်လေကရုတ်တရက်ပူကျန်းလာပြီးတပင်တွေရေးထုံနေအေးဆက်တဲ့မိုးပေါက်တွေကသူတို့ရဲ့အင်ကြီးတွေကိုဖောက်ထွင်းပြီးအရေပြားအထိစိတ်ဝင်လာတယ်သူတို့နှစ်ယောက်တစ်တောအုပ်ထဲကိုခတ်တုတ်မှုပြေးကြတယ်တောကနဲ့လာလေးအလင်းရောင်ကပို့ပြီးမှိန်ကြလာလိမ့်ပဲ10မိနစ်လောက်အတင်းတိုးရှောက်ပြီးရဲ့နောက်မှာတော့အပင်တွေရှင်းနေတဲ့တောင်ဆောင်မြေကြီးကွက်လေးတခုသူတို့ရောက်လာကြတယ်ခက်ငယ်ဟိုမှာကြည်စမ်းရန်နီကရှေ့ကိုလည်းညှို့ထိုးပြတယ်သူမရဲ့အတန်မှာအံ့အောင်မှုနဲ့အတူတက်တာရသွားတဲ့အရေးရောင်ပါနေရဲ့ခက်ငယ်လန့်ကြည့်လိုက်တော့ညွန်ကိုးတွေချားထဲမှာလက်စိမ့်တစိမ့်အယောင်ရှိရဲ့အရာတစ်ခုကိုမိုးတိုးဘားတာမြင်လိုက်ရတယ်သူတို့အနားကိုတဖြည်းဖြည်းချင်းတိုးသွားကြတယ်အဲ့ဒါကရွက်ဖြစ်တဲ့အဟောင်းလေးတစ်ခုခေပေါ်နိုင်လို့တဲအိမ်မျိုးမဟုတ်ဘဲရွက်ဖြင့်ထူထူနဲ့လှုပ်ထားတဲ့ပုံစံဟောင်းတဲအိမ်လေးဖြစ်တယ်အယောင်တွေလွတ်ပြဲနေပြီးတိကျ6တချို့အမိုးပေါ်မှာတင်နေပေမဲ့တဲအိမ်လေးကပြိကျမနေပဲမြေကြီးပေါ်မှာခိုင်ခိုင်မာမာစိုက်ထူရတဲ့ရှိနေတယ်ဒီလောက်အလံဝေးပြီးလူတွေရောက်ပေါက်နေတဲ့တာဝတ်တော့ထဲမှာဒီလိုရွက်ဖြစ်တဲအိမ်တစ်ခုကိုအစစ်သေးတွေ့ရတာနည်းနည်းတော့ထူးဆန်းနေတယ်ဘယ်သူမှရှိဖို့မရဘူးထားခဲ့တာကြာပြီထင်တယ်ခန့်ငယ်ကတဲအိမ်လေးကိုတပတ်ပတ်ကြည့်ပြောလိုက်တယ်မိုးဝါပို့ပြီးတဲလာရဲ့ရေခဲရည်လိုအေးဆက်တဲ့မုန်းကြီးတွေကြောင့်ရွယ်နေ့တကူလုံးတစ်ဆက်ဆက်တုံနေပြီရွယ်တို့အထဲဝင်ရအောင်ခန့်ငယ်ရွယ်အရန်ချမ်းနေပြီခန့်ငယ်ကခေါင်းကြီးလိုက်ပြီးတဲရင်ရဲ့အရှိဘက်ကစစ်ကိုဆက်ဖွင့်လိုက်တယ်ကြည့်တန်ကြီးတက်နေတဲ့ဇစ်ဖွက်တဲ့အကွက်ကွက်ဟာတိတ်ဆိတ်နေတဲ့တုံးထဲမှာကျွဲလောင်တော့ထွက်ပေါ်လာတယ်အထဲမှာမှောင်မဲနေရဲ့ခန့်ငယ်ကဂျောဘိတ်ထဲအတမီကိုထုတ်ပြီးအထဲကိုထိုးကြည့်လိုက်တယ်တဲအိမ်လေးရဲ့အတွင်းမှာအံ့ဩစရာကောင်းလောက်အောင်ချုပ်တည်နေရဲ့အရွယ်စားလည်းအတော့ကိုကြီးရဲ့ခုနှစ်ပင်ဒီမှကျဲပဲထင်တယ်ဘာသုံးဆောင်ပစ္စည်းမှမရှိဘူးမြေကြီးပေါ်မှာခင်းထားတဲ့ရွက်ပြင်ခင်းတစ်ခုလည်းသာရှိတယ်ဒါပေမဲ့စုပ်ပြထားတဲ့တဲတစ်ခုမှရတတ်တဲ့မှုစောအောက်တူးတူးအနဲ့မျိုးလုံးဝမရှိဘူးဒီရတော့ဒီမှာပဲအိတ်ကြတာပေါ့ခန့်ငယ်ကပြောရင်ရန်နီကိုအထဲဝင်လမ်းဖက်ပေးလိုက်တယ်ရန်နီကဓမီးရအောက်ထဲအတဲရင်အတွင်းမှာတစ်ချက်ဆက်ကြည့်လိုက်တယ်ဘာလို့မှမသိသူမရင်မှန်ထဲမှာအကြောင်းပြချက်မရှိရဲ့မွန်ကျုံတစ်ခုကိုလွတ်တရက်ခံစားလိုက်ရတယ်ဒါပေမဲ့အပြင်ဘက်ကမိုးတန်လေးတန်းပို့ပြီးကြောက်စရာကောင်းနေရမို့သူမခေါင်းငုံပြီးတဲရင်နဲ့ဝင်လိုက်တော့တယ်ခန့်ငယ်လည်းအနောက်ကနေလိုက်ဝင်ပြီးတဲရင်စီကိုအောက်ဆုံးအထိတခြားပြန်ပိတ်လိုက်တယ်အပြင်ဘက်မှာမိုးရွာတန်တဲ့လေတိုက်တန်တွေကအဆက်မပြတ်ဆူညံနေပေမဲ့စစ်ကိုပိတ်လိုက်တဲ့နဲ့တပြိုင်နက်တဲရင်အတွင်းပိုင်းကလုံးဝကိုငြိမ်သက်တိတ်ဆိတ်သွားတယ်တဲရင်လေးထဲမှာသူတို့နှစ်ယောက်တည်းရှိနေကြပြီဆိုပေမဲ့ဒီတိတ်ဆိတ်ခြင်းဟာလုံခြုံနေထိုးတဲ့ခန္ဓာချက်ကိုမပြီးပဲတစုံတစ်ယောက်ကသူတို့ကိုအပြင်ဘက်ကနေစောင့်ကြည့်နေတယ်လို့စိတ်သက်အငွေ့သက်ကြီးကသူတို့နှစ်ယောက်မပြောကြပေမဲ့ခံစားနေပြီးကြတယ်။တဲ့ရဲ့အတွင်းမှာခန့်ငယ်ရဲ့ဓမီးရအောင်မှာဝါချင်းချင်းလေးနေတယ်။အပြင်ဘက်မှာမိုးရေတွေကရွှဲဖြီကိုလာရိုက်နေတဲ့အတန်းနားထဲမှာအဆက်မပြတ်ဆူညံနေပေမဲ့တဲ့အိမ်လေးရဲ့အတွင်းမဲ့လီတူကတော့လေးဟာနဲ့တခုတည်းရှောင်နေတယ်လို့လုံးဝအောင်ညီတက်နေရဲ့။အင်ကြီးဆိုတဲ့ရင်လင်းလိုက်နဲ့အေးပတ်လိမ့်မယ်။ခန့်ငယ်ကဂျောဘိတ်ထဲအဝယ်စား6တူဆွဲထုတ်ရင်ပြောရဲ့ရန်နီကအင်ကြီးကိုချက်ချင်းမလဲသေးပဲတဲရင်ကျမ်းပြီးလက်ချောင်းနေနဲ့ဆန့်ကြည့်နေတယ်။သူမရဲ့မျက်မှောင်နဲ့ကိုသွားတယ်။ခဲ့ငယ်ဒီတဲကတခုခုထူးဆန်းနေရလို့မထင်ဘူးလား။ရန်နီရဲ့တန်တူတိုးလေးဖြစ်နေရဲ့။ခန့်ငယ်ကအင်ကြီးကိုခေါင်းကနေဆွတ်ချလာရင်ရန်နီကိုလှည့်ကြည့်ရဲ့။ဘာထူးဆန်းလို့လဲပဲဒီလိုမိုးတဲထဲမှာမိုးလုံးလေးလုံးဖြစ်နေတာပဲကန်ကောင်းနဲ့မှတ်ရမယ်။အဲ့ဒါကိုပြောတာရန်နီကဓမီကိုယူပြီးတဲရင်ရဲ့ထောင်ကျိုးနေရာကိုထိုးပြလိုက်တယ်။ဒီတဲကိုထားရိတ်ခဲ့တာကြာပြီလို့ခန့်ငယ်ပြောရင်နော်ဒါပေမဲ့ကြည့်တောင်းနေမှာပင့်ငွေတစ်ခုမှမရှိဘူးတရက်6တွေဖုံလေးပိုးမသေးလေးလည်းလုံးဝမရှိဘူးအကုန်လုံးကအခုလေးတွေလှည့်ချင်းတက်ရှင်းထားတဲ့အတိုင်းပဲခန့်ငယ်ကနွယ်နီထိုးပြတဲ့နေရာကိုလိုက်ကြည့်ရဲ့တကယ်လည်းနွယ်နီပြောသလိုပါပဲရွ
ရွက်ပြင်ခီတစ်ခုလုံးကရေတဆက်ဖုန်တော်မုံတော်မရှိပဲပြောင်းစင်းနေတယ်တခြားတောင်တက်သမားတစ်ဖွဲ့မင်းကမှလာပြီးလာအိတ်သွားတာနေမှာပါလွယ်ရဲ့ခိုင်ငယ်ကတာမန်ပဲတွေးပြီးဖြေလိုက်တယ်မဖြစ်နိုင်ဘူးခိုင်ငယ်နွေနီရဲ့တန်ကနည်းနည်းတင်းပါသွားရဲ့အပြင်ဘက်ကဇစ်ကိုဖွင့်နေတော့တန်ကြီးတွေပြတက်နေလို့ခိုင်ငယ်အားသုံးပြီးဆော့ဖွင့်လိုက်ရတာလေပြီးတော့အမိုးပေါ်မှာလည်းတရက်ချော့တွေထက်လိုက်တင်နေတာဒီတဲကိုဘယ်သူမှမတုံတာလမ်းနဲ့ချီကြနေလောက်ပြီခိုင်ငယ်ကဘာမှမပြောပဲတိတ်သွားရဲ့သူ့စိတ်ထဲမှာလည်းနွေနီပြောတဲ့ချက်တွေကိုညင်းလို့မရမှန်းသိရဲ့ဒါပေမဲ့အခုဒီချိန်မှာဒီနေရာလွယ်ပြီးသွားစရာတခြားရွေးချယ်စရာမရှိဘူးထားလိုက်ပါနှွေဘာပဲဖြစ်ဖြစ်ဒီညတော့ဒီမှာအိပ်ရမှာပဲမနေ့မိုးလင်းတာနဲ့ငါတို့တောင်ဘွားပြင်ဆင်ကြမယ်ခိုင်ငယ်ကဇာကလမ်းကြောင်းလွှဲလိုက်ပြီးအိပ်ရတဲ့နှစ်ခုကိုကျမ်းမြေပေါ်မှာခင်းလိုက်တယ်ရန်နီလည်းဝေစားလဲလိုက်ပြီးအိပ်ရလေးချက်ဝင်းခွင့်နေလိုက်တယ်ခိုင်ငယ်ကဓမီကိုပိတ်လိုက်တယ်အမောင်တူကတဲရီတစ်ခုလုံးချက်ချင်းဝမ်းမြူသွားတယ်နွေနီမျက်လုံးမိတ်ထားပေမဲ့အဲ့လိုလုံးဝမပြောဘူးတူမရဲ့နားတစ်ဖက်ကကျမ်းမြင်နဲ့ကတ်နေရဲ့ပုံမှန်ဆိုရင်မြေကြီးပေါ်မှာအိတ်တဲ့အခါအောက်ကမြေကြီးရဲ့အေးအေးတက်နဲ့မြေစောနှောင်ရှားရမှာဖြစ်တယ်။ဒါပေမဲ့အခုတူမရနေတဲ့အနက်တောတောင်တွေထဲမှာရတတ်တဲ့တဘာဝနံမျိုးမဟုတ်ဘူး။ဆေးရုံခန်းတွေထဲမှာရတတ်တဲ့ဆူရှက်ရှက်ပုတ်သက်စီနံမျိုး။ပြီးတော့ကျုပ်အောက်ကကျမ်းမြင်ရမြေကြီးစစ်ပေါ်မှာလဲလောင်းနေရတယ်မတူပဲ။နေရာနဲ့